နာနာဘဝတွေကိုသင်ခန်းစီပေးခဲ့တဲ့လုပ်ရဲ့ကြောင့်ယခုလိုငလင်ကြီးလောက်ရတာလို့ပြောများနေမြန်မာပြည်ဟာဘာသာရေးကန်ရှားပြီးတော့အယူလွဲတွေနဲ့ဘာသာရေးဝါဒများစွာရှိတဲ့အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်မဲ့ကမ္ဘာကတည်ပါရီတဲ့တမျိုးမယူရရီကြရက်တွေနဲ့2019ဟာစလို့ကြားလိုက်တဲ့ကက်ပေးတွေကြားအသက်မသေးပေမယ့်ဘဝကိုကြုံသလိုရုန်းကန်နေကြရတဲ့သူတွေတွေဖြစ်ချင်တယ်လို့ဖြစ်ပြီးစိတ်ထင်တိုင်းပြုလုပ်ကြလို့ဖြစ်ပေါ်လာတဲ့ပြဿနာပေါင်းများစွာကလည်းယနေ့ဆိုရှယ်မီဒီယာမှာတနေ့တစ်မျိုးမယူရအောင်တွေ့ရမှာပါလူကြီးမင်းတို့အမြင်မေးဖြစ်ပါရီယခုချိန်မှာတော့မြန်မာပြည်ကြီးဟာကမ္ဘာအပြင်ဆုံးမကနီကျူတွေကတခုဖြစ်တဲ့ခွန်တသမခွန်ပြားရှိတဲ့ငလင်တဘာဝဘေးကြီးနဲ့ကြုံတွေ့ကြရပြီပဲဖြစ်ပါရီမြန်မာပြည်လေပိုင်းရဲ့အဓိကမြို့တွေဖြစ်ကြတဲ့မန္တလေးနဲ့စကိုင်းမြို့ဟာအထူးပျက်စီးမှုအများဆုံးဖြစ်ပြီးအခြားမြို့ငယ်လေးတွေများစွာလေးကဘာပေါ်မှာဖဖို့ညံ့ညက်ကျင်းနေကြတာပဲဖြစ်ပါရီစကိုင်းတရားကြီးလေးသုံးပိုင်းကျိုးတဲ့အထိပျက်စီးခဲ့ပြီးတော့ရှီအောင်ဖျားစီရီမျိုးစုံနဲ့မန်လီနဲ့တော်မဟာမြတ်မှုနီးတွေစကိုင်းမြို့ရဲ့တမိုင်းဝင်များစွာဟာအုပ်ပုံစိတ်ကိုရောက်ရှိခဲ့တာပဲဖြစ်ပါရီကဘာမှာမြန်မာလိုမျက်နှာပွင့်လန်းစေတဲ့ရာဇဝင်တမိုင်းထောက်ထားမှန်ရှိခဲ့ကြတဲ့အပြင်ဖူးမြော်သူတိုင်းကိုခန်းစားချက်အသစ်ဆန်နဲ့ဘာသာရေးရဲ့လှပတဲ့အချမ်းကိုအမြဲပြခဲ့ကြတဲ့ဒီဖျားစီရီတွေဟာအခုလိုတမနဲ့တနေ့လေထဲမှာအုပ်ပုံတွေဖြစ်သွားခဲ့ရတာဟာနိုင်ငံသားတိုင်းရဲ့ရှင်ကိုအစိမ့်လိုက်ဆွဲဆုပ်သလိုခန်းစားစေတာအမှန်ပါပဲမြန်မာတွေလောက်ဗုဒ္ဓဘာသာပေါ်ယုံကြည်သက်ဝင်ပြီးတော့မိယုဖလာကိုးကွယ်စီခဲ့ကြတဲ့အတိုင်းပြည်မှာဖျားရဲ့အဆွေအပွားနှက်ကိုးကွယ်မှုတွေများစွာလေးရှိပါတယ်ရိုးရာတစ်ခုအနေနဲ့လိုက်နာကိုးကွယ်ကြတဲ့မိသားစုတွေဟာမြန်မာပြည်လေပိုင်းနဲ့ထက်ပိုင်းမှာပို့ပြီးတော့များကြပြီးတော့အထူးသဖြင့်ညာဒေသတွေမှာသက်ဆိုင်ရာရိုးရာနှက်တွေများစွာလေးရှိတာပဲဖြစ်ပါတယ်ဒါကြောင့်ယခုလိုရုတ်တရက်ကြီးတဘာဝကက်ဘေးကြီးဖြစ်ပေါ်လာပြီးအပြစ်မရှိတဲ့ကလေးငယ်တွေနဲ့တန်ဃာတော်တွေများစွာရဲ့အသက်တွေဆုံးရှုံးတာဟာလွန်ခဲ့တဲ့ဘက်ကလူမှုကွန်ရက်စာမျက်နှာမှာပြုလုပ်ခဲ့တဲ့ထူးဆန်းတဲ့ရှင်ပြပွဲကြောင့်ဖြစ်တယ်လို့ပြောဆိုကြတာပဲဖြစ်ပါတယ်ထိုရှင်ပြပွဲကတော့တွေးကြည့်ရင်တောင်မှစက်သိန်းထားကြည်စရာကောင်းတဲ့အထိထူးဆန်းပြီးတော့ကြောက်ဖို့ကောင်းတဲ့ပွဲတစ်ခုပဲဖြစ်ပါတယ်ပဲခူးတိုင်းဒေသကြီးမုံညိုမြို့နယ်လက်ပတော်ကြီးရွာမှာအိမ်မက်ပေးခဲ့တဲ့နာနာဘဝတွေကိုသူတို့ကရုပ်ထုလောက်ကသင်ငန်းစီးပေးဖို့ပြောကြရာကတကယ်လို့တွေမှာလည်းတရေတပတ်တွေကိုကိုရင်ဝတ်သင်ငန်းစီးပေးနေကြတာဖြစ်ပါတယ်ဗုဒ္ဓရဲ့ယူဝါဒမှာလူကားသားလည်းသင်ငန်းစီးပြီးတော့တပိတ်တွေကသာသနာပေါင်းနဲ့ဝင်လို့ရတာဖြစ်ပေမယ့်အခုလက်ဘရောကြီးရာကလူတွေကတော့အခြားဘဝကရှာတွေပါမလို့တင်မလို့အပ်တာတွေပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ဒါကြောင့်ဆောင်ထရမယ်စီးတွေပေါင်းတွေပျောက်ပြက်ပြီးတော့နာနာဘဝတွေရဲ့စီးတွေပေါက်သွားကြတယ်လို့ဗီဒင်ကျန်းကန်နေအထက်အောက်တိကျွမ်းနေပုံကိုယ်တွေကပြောဆိုကြတာပဲဖြစ်ပါတယ်။ဒီလိုတွေကြောင့်ကပ်ဘေးတွေဆင့်ခေါ်သလိုပြုလုပ်နေတာဖြစ်ပြီးအခုလိုဖြစ်တဲ့ရှာတွေနဲ့လောကတွေဟာကြောင်းကပြန်ဖြစ်တယ်လို့လူတွေကဝေဖန်နေကြတာပဲဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ကပ်ဘေးနဲ့အခုလိုကြောင်းမဲ့ဖွယ်ကောင်းတဲ့ရှင်ပြပွဲရဲ့ဆက်ဆက်ရှိပုံကိုလူတွေဝေဖန်ပြောဆိုနေကြတဲ့ပုံမှာပရိသတ်ကြီးရဲ့မြင်လေးကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ပါအောင်ရှင်။အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလည်းကြုံတွေ့နေရတဲ့တဘာဝဘေးရဲ့နေရာကြီးမှာအမြင့်ဆုံးကင်းဝေးကြပါစေလို့ကျမတို့ရဲ့ပေလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေနော်။